တင်းကိုမလေးမစားဆက်ဆံတဲ့လူတစ်ယောက်ကိုစိတ်ပိုင်းဆိုင်ရာအရာပြန်ထိခိုက်စေနိုင်တဲ့ဒါ psychology နည်းလမ်းတစ်ခုရှိပါတယ်ဒီအရာကိုအခြားဘသူကမှတင်းကိုပြောပြမှာမဟုတ်ပါဘူးပြီးတော့ဒါကဒီနေ့တင်မြင်ရမယ့်အစိတ်တောက်ဖြစ်ဆုံးအကြောင်းအရာဖြစ်နိုင်လို့စိတ်မခိုင်တဲ့သူဆိုရင်အခုပဲကြော်သွားလို့ရပါတယ်အလုတ်လုတ်ပုံကဒီလိုပါစာသင်ခန်းထဲမှာလူတစ်ယောက်ကတင့်ကိုမင်းညံလေးနဲ့ဒီဟာတွေနားလဲလို့လာပြောတယ်ဆိုကြပါစို့အဲ့လိုအချိန်မှာအပေါ်စားစော်ကားစကားတွေနဲ့သူ့ကိုပြန်မပြောပါနဲ့အဲ့စားတီတီငိမ့်ငိမ့်နဲ့ဒီလိုပြန်ပြောကြည့်လိုက်ပါဟုတ်တယ်ငါနားမလဲဘူးမင်းကရောငါ့ကိုတေချာရှင်းပြနိုင်လောက်အောင်ညံရှိလားညံရှိရင်ရှင်းပြကြည့်ပါတင်ကဒီလိုတုံ့ပြန်လိုက်ခြင်းအပြင်အခြေအနေကိုလုံးဝပြောင်းလဲသွားစေပါတယ်ဒါက psychological positioning လို့ခေါ်တဲ့စိတ်ပညာရဲ့အခြေခံနည်းလမ်းတစ်ခုပါသူတို့ရဲ့စကားကိုပြန်လည်သုံးလိုက်ခြင်းအပြင်သူတို့စော်ကားပြောဆိုနေတာကတင့်အကြောင်းမဟုတ်ပဲသူတို့ရဲ့ကိုယ်ပိုင်မလုံခြုံမှုကိုဖော်ပြနေတယ်ဆိုတာကိုတိမ်မွေးစွာပြသလိုက်တာပါသူတို့ကတင်းရဲ့ဉာဏ်ရည်ကိုမေးခွန်းထုတ်ရင်တင်ကသူတို့ရဲ့ဉာဏ်ရည်ကိုရိုးသားစွာတည်ငြိမ်စွာပြန်စိန်ခေါ်လိုက်ပါအဲ့ဒီအချိန်မှာဖိအားကတင်းစီမှာမရှိတော့ပါဘူးကိုကာကွယ်ရမယ့်သူကတင်မဟုတ်တော့ပါဘူးတက်တည်ပြရမယ့်သူကသူတို့ဖြစ်သွားပါတယ်ဒီနီလန်းကယုံကြည်မှုရှိနဲ့တစ်ဖက်လူကိုအနိုင်ယူပြီးဖိအားကိုမူလလာရနေရာစီပြန်ပို့ပေးတာဖြစ်ပါတယ်Mastermind ကို follow မလုပ်ထားရင်နောက်ထပ်တင်ကျွန်တော်ကိုမတွေ့နိုင်တော့ပါဘူးဒါပေမဲ့ follow လုပ်ထားတယ်ဆိုရင်တော့ဂုဏ်ယူပါတယ်တင်ကနေတိုင်းစိတ်ပညာကိုကျွမ်းကျင်လာနေတာပါ